ဆိုလူတကာကိုကြွားလုံးထုတ်ဘသူကလာလုံးလဲရှင်လောင်းတွေလေလာပြီးဆိုလူတကာကိုကြွားလုံးထုတ်ဘသူကလာလုံးလဲကျုံမသမီးကအလားဆုံးပဲငါသမီးလေးကအလားဆုံးပဲကျုံမသမီးကခွာချောပဲငါသမီးလေးကအလွတ်ချောပဲလူတကာတွေဝိုင်းအောင်ကြည့်လေအပြိုငယ်ငယ်ကိုယ်တော်လေးမှရှက်သွေးခါကားရဲ့ရေခတ်ချိန်ရောက်လာပြီဆိုလူတကာကိုကြွားလုံးထုတ်ဘသူကလာလုံးလဲရေခတ်ချိန်ရောက်လာပြီဆိုလူတကာကိုကြွားလုံးထုတ်ဘသူကလာလုံးလဲကျုံမသမီးကအလားဆုံးပဲငါသမီးလေးကအလားဆုံးပဲကျုံမသမီးကအလွတ်ချောပဲငါသမီးလေးကခွာချောပဲနေညိုချိန်ထမ်းတော်ရိတ်မှာလူရိုတွေချင်းဝိုင်းရှိမှထွက်ပြေးခါကလည်းကျုံမောင်မူရင်ရရွာလူတွေကွင်းရှောင်လူတိုင်းရှဲကျုံမောင်သမီးကိုချစ်နေသူတော့တခုတောင်ခွင့်မပြောရဲ့ဖေဖေပြောတာနားမထောင်ပါရင်ငေါ့ခါအတင်းစဲဖေဖေခိုင်းနာခေါင်းခါပြန်ရင်သမီးခမနေကွယ်အိမ်မောကလည်းနေချရထားပဲဖေဖေသမီးကဖေဖေကိုစိတ်နာနေတာပဲမသေးရင်သူရှိလီမှာအဖေလို့တခေါ်လောက်တာခေါ်ဟီလို့ပြန်ထူနေတယ်မသေးရင်သူရှိလီမှာအဖေလို့တခေါ်လောက်တာခေါ်ဟီလို့ပြန်ထူနေတယ်မဆာကငန်းလေးငါတန်တာပါလေအဖေကျုံမောင်ဒီလောကကြီးနဲ့ခွဲအဖေဦးကျုံမောင်လောကကြီးနဲ့ခွဲကျုံမောင်မူရင်ရရွာလူတွေကွင်းရှောင်လူတိုင်းရှဲကျုံမောင်သမီးကိုချစ်နေသူတော့တခုတောင်ခွင့်မပြောရဲ့ဖေဖေပြောတာနားမထောင်ပါရင်ငေါ့ခါအတင်းစဲဖေဖေခိုင်းနာခေါင်းခါပြန်ရင်သမီးခမနေကွယ်အိမ်မောကလည်းနေချရထားပဲဖေဖေသမီးကဖေဖေကိုစိတ်နာနေတာပဲမသေးရင်သူရှိလီမှာအဖေလို့တခေါ်လောက်တာခေါ်ဟီလို့ပြန်ထူနေတယ်မသေးရင်သူရှိလီမှာအဖေလို့တခေါ်လောက်တာခေါ်ဟီလို့ပြန်ထူနေတယ်မဆာကငန်းလေးငါတန်တာပါလေအဖေကျုံမောင်ဒီလောကရှိနေခွဲအဖေဦးကျုံမောင်လောကကြီးနေခွဲအဖေကျုံမောင်ဒီလောကကြီးနေခွဲအဖေဦးကျုံမောင်လောကကြီးနေခွဲအဖေကျုံမောင်ဒီလောကကြီးနေခွဲအဖေဦးကျုံမောင်လောကကြီးနေခွဲအဖေကျုံမောင်ဒီလောကကြီးနေခွဲအဖေဦးကျုံမောင်လောကကြီးတဲ့ခွဲအဖေကျုံမောင်ဒီ